င်လယ်ရေကြောင်းကုန်သွယ်မှုတွေအရေးပါခဲ့တဲ့စူအက်တူးမြောင်းဒီတူးမြောင်းမရှိခင်တုန်းကပင်လယ်ရေကြောင်းကုန်သွယ်တာတွေလုပ်မယ်ဆိုရင်အာရှကနေဥရောပကိုသွားဖို့ဆိုအာဖရိကတိုက်ကိုပတ်ပြီးမှသွားရတယ်ဒီတူးမြောင်းဖြစ်လာလို့ကမ္ဘာကြီးရဲ့ကုန်သွယ်ရေးကိုပို့ပြီးမြန်ဆန်စေလို့လည်းပြောတယ်ဒါကတော့တမိုင်းမှာရောဒီနေ့ခေတ်မှာပါရေးပါခဲ့တဲ့နာမည်ကျော်စူအက်တူးမြောင်းပါစူအက်တူးမြောင်းကမြေရဲ့ပင်လယ်နဲ့ပင်လယ်နီကိုဆက်သွယ်ထားတဲ့တူးမြောင်းတစ်ခုဖြစ်ပြီးအာရှနဲ့ဥရောပအကုန်သွယ်ရေးမှာရေးပါပါတယ်ဒီတူးမြောင်းကအီဂျစ်နိုင်ငံရဲ့ပေါ်တဆိုင်မြို့နယ်စူအက်မြို့ကြားမှာရှိပါတယ်အရှိကပဲမိုင်120ရှိပြီးတော့ပင်လယ်ရေကြောင်းလမ်းနဲ့တိုက်ရိုက်ဆက်သွယ်ထားပါတယ်1859ခုနှစ်ကနေ1869ခုနှစ်အထိ10နှစ်ကြာအောင်ပြည်သစ်အင်ဂျင်နီယာဖာဒီနန်ဒီလက်ဆက်ရဲ့ဦးဆောင်မှုနဲ့တူးမြောင်းကိုစလုပ်ခဲ့ပါတယ်ဒီလိုတွေလုပ်ခဲ့တာကြောင့်စီးပွားရေးမှာအများကြီးအဆင်ပြေခဲ့ပါတယ်ရေကြောင်းကုန်သွယ်မှုလုပ်ရင်ဒီတူးမြောင်းမရှိခင်တုန်းကအာရှကနေဥရောပကိုသွားမယ်ဆိုရင်အာဖရိကတိုက်ကိုကွေ့ပတ်ရပါတယ်စူအက်တူးမြောင်းကြီးတွေဖြစ်လာရောအာဖရိကတိုက်ကိုဖျက်ဆီးရမလို့ပဲကုန်သွယ်ရေးကိုရပ်ပေါင်းများစွာချီပြီးအချိန်ကုန်သက်သာစေပါတယ်ဒီတူးမြောင်းမှာကမ္ဘာပင်လယ်ရေကြောင်းကုန်သွယ်ရေးရဲ့12%ခန့်ဖြတ်သန်းသွားလာလျက်ရှိပြီးရေနံနဲ့တဘာဝတန်းငွေတင်သင်္ဘောတွေအဓိကအသုံးပြုကြပါတယ်BC 1900ခန်းတို့ကအီဂျစ်ဖာရိုဘီယင်တွေကအာဖရိကနိုင်မြစ်နဲ့ပင်လယ်နီကိုဆက်သွယ်တူးမြောင်းလုပ်ဖို့စဉ်းစားခဲ့ဦးတယ်ဒါပေမဲ့ဖြစ်မလာပါဘူး1854ခုနှစ်ကြာပြည်သစ်အင်ဂျင်နီယာဖာဒီနန်ဘီလက်ဆက်ကအီဂျစ်နိုင်ငံရဲ့ဗဟင်းခန်းကျုံးတန်ကနေခွင့်ပြုချက်ရယူပြီးတူးမြောင်းကိုစဖောက်ခဲ့ပါတယ်တူးမြောင်းကို10နှစ်အကြာအချိန်ယူတည်ဆောက်ပြီး1869ခုနှစ်နိုဝင်ဘာလ1ရက်နေ့မှာစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်နိုင်ငံပေါင်းစုံမှာသင်္ဘော68စင်းကစူအက်တူးမြောင်းကိုပထမဆုံးဖျက်ကူးခဲ့ပါတယ်ပေါင်18တန်းဝန်းကျင်တော့တူးမြောင်းလုပ်တဲ့နေရာမှာကုန်ကျခဲ့ပါတယ်စူအက်တူးမြောင်းစလုပ်တုန်းကအီဂျစ်နဲ့ပြင်သစ်အစိုးရတို့ကအချိုးတူငွေကြေးရင်းနှီးမြှုပ်နှံခဲ့တာပါနောက်ပိုင်းကျဗြိတိရှနိုင်ရင်ဝန်ဒစရီလီလက်ထက်မှာအီဂျစ်ပိုင်များသူကိုဗြိတိရှတို့ကဝယ်ယူခဲ့ပါတယ်အဲ့ဒီထဲမှာစူအက်တူးမြောင်းလည်းပါဝင်ခဲ့ပြီးတူးမြောင်းရဲ့အစုရှယ်ယာအများစုကိုဝယ်ယူကာတူးမြောင်းအုပ်ချုပ်ထိန်းသိမ်းမှုအခွင့်အရေးတွေကိုလည်းရယူခဲ့ပါတယ်ဒါပေမဲ့1956ခုနှစ်မှာအီဂျစ်နိုင်ငံရဲ့သမ္မတကာနယ်နဆာကစူအက်တူးမြောင်းကိုအီဂျစ်အစိုးရရဲ့ပြည်သူပိုင်ဖြစ်သိမ်းယူလိုက်ကြောင်းကြေညာခဲ့ပါတယ်ဒီကြေညာချက်ကြောင့်ပဲကမ္ဘာတစ်ဝန်းမှာလှုပ်ရှားတွေအများကြီးဖြစ်ပေါ်ခဲ့ပြီးအထူးသဖြင့်စီးပွားရေးနဲ့စီးရေးရာအရေးကြီးတဲ့ဗြိတိန်နဲ့ပြင်သစ်နိုင်ငံတွေမှာလှုပ်ခတ်တာတွေပိုများခဲ့ပါတယ်ဗြိတိန်နဲ့ပြင်သစ်တို့ကစူအက်တူးမြောင်းနဲ့ပတ်သက်လို့ကန့်ကွက်အဆိုတင်ခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူးအဲ့ချိန်ကစပြီးဒီစူအက်တူးမြောင်းကအီဂျစ်နိုင်ငံရဲ့ပိုင်ဆိုင်မှုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီစူအက်တူးမြောင်းတွေကိုကမ္ဘာပေါ်ကဘယ်နိုင်ငံကသင်္ဘောတွေမဆိုဖြတ်တန်းသွားလာခွင့်လည်းရှိပါတယ်